ကဲအားလုံးပဲเนาะကျွန်တော်ချစ်ကိုချင်းချင်းမတွေအားလုံးပဲမင်္ဂလာပါဗျကျွန်တော်မစင်များဒီညနေမှာကျွန်တော်အားလုံးကိုကျွန်တော်ရရှိတဲ့เนาะခဏန်းလေးကိုမစင်များကိုပြန်လည်မျှဝေပေးရเนาะမစင်များဘေးတရားငွေတရားတပြားမှပေးစေရမလို့မစင်များကိုရစေခြင်းတော့ပောက်ခြင်းတော့ကျွန်တော်ရရှိတဲ့ခဏကိုလိုက်လွှင့်ပေးရเนาะကျွန်တော်မစင်များကဝင်ကြည့်သွားပြီเนาะကျွန်တော်ပထမဆုံးကျွန်တော်ဝမ်းချင်းလေးပြပေးမယ်ဝမ်းချင်းကီးတွေเนาะအပြီးပြတာပေးမယ်မစင်များကိုမိလုံးမရှိမစင်များကတ်ထိုးလောဘမရှိမစင်များကျွန်တော်တကွက်ကောင်းထုတ်ပေးမယ်ဗျာเนาะကျွန်တော်ပထမပြချင်တာကကျွန်တော်မစင်များနှုံးပေါင်းချင်းကြည့်ပါเนาะ6နဲ့နှုံးပေါင်းချင်း3 8ဝမ်းချင်းเนาะမရှိကြပါရဲ့ဗျာเนาะတော့ရှင်မချင်းပါနောက်ပေါင်းချင်း8တက်နောက်ပေါင်းချင်း4ကုန်းဝန်းချင်းပါဗျာဒီမှာ4ပါဗျာเนาะ4ပါเนาะနောက်ပေါင်းချင်း8နှစ်8 4နောက်ပေါင်းချင်း2เนาะ2ခုဝန်းချင်းပါဗျာ2ပါเนาะနောက်ပေါင်းချင်း3နှစ်5 5 3ညဝန်းချင်းပါဗျာเนาะစုံကြပါရဲ့5 3ညဝန်းချင်းဆိုပြီးเนาะနောက်ပေါင်းချင်း5 5 5 3ညဝန်းချင်းပါဗျာเนาะ5 5 5စုံကြစ်ထက်ကြတယ်เนาะနောက်ပေါင်းချင်း5 3ညဝန်းချင်းဒီမှာ3ညပါဗျာเนาะဒါဆိုကျောင်းမစင်မှာဒီမှာ2ခုချင်းတစ်ချင်းရပြီဗျာเนาะမှတ်ထားပါ2ခုချင်းပါဗျာ2ခုတစ်ချင်းဒါတွေပဲတော့မဟုတ်သေးဗျာနော်။နောက်ကီးအနေနဲ့ဆော့သွားကြည့်အောင်။နောက်ပေါင်းချင်း8တက်4နောက်8တက်9ပါပါလေ9နှက်က6 9လေး6တီးပါ။နော်ဒီညနေထိမှထွက်မယ်။နောက်ထွက်တာ3 4ပါဗျာ4ကြီးရနော်။နောက်ပေါင်းချင်း3 4ခွန်3ညနေကီးပါဗျာနော်။ခွန်3ညနေကီးပါ။ကျော်မစင်များ2ပါဗျာနော်2ထွက်ပါတယ်။နောက်ပေါင်းချင်း9နှစ်ခွန်3ညနေကီးပါဗျာနော်။ဘာထက်ပဲ3ည5ပါ3ညကြီးပါတယ်နော်။နောက်ပေါင်းချင်း3ည5 5နော်9 3ည3ဝန်းချင်းပါဗျနော်9 5ဆိုထပ်ပါဗျနော်နော်နောက်ပါချင်း9 5 3ည5ခွန်ပါဗျနော်3ည5ခွန်ကြီးနော်ဒီမှာ3ည2ပါနော်နောက်ပါချင်း2ခွန်4ကြီးပါဗျနော်2ခွန်4ကြီးဒါဆိုကျွန်တော်မသိမှာဒီလိုဇောင်းမောင်းချင်းနှလုံးပေါင်း2ခွန်ဝန်းချင်းရဲ့2ခွန်4ကြီးရဲ့ဆိုတော့ကျွန်တော်2ခွန်တစ်ချိန်နှစ်ချင်းဖြစ်သွားပြီဗျနော်ကျွန်တော်မသိမှာ2ခွန်ချင်းနှစ်ချင်းဖြစ်သွားပြီနောက်ကထပ်ကြည့်ပါဦးဗျနော်နောက်ဒီအစားမှာ8 3 4 8 3 4 5 3ညဝန်းချင်းပါသူကကီးမခေါ်ဘူး9 3ညဝန်းချင်းပဲเนาะဒီမှာ9ထွက်ပါတယ်เนาะနောက်ပါချင်း3 4เนาะနောက်ပါချင်း3 5နဲ့5 3ညပါဝါ5เนาะ9 3ညဝန်းချင်းပါဒီမှာ3ညဇုံကြပါဗျာเนาะနောက်ပါချင်း9 3ည5เนาะ3ည5ဝန်းချင်းပါဗျာเนาะ3ည5ဝန်းချင်းပါ9 5ထွက်ပါတယ်နောက်3ည5 3ည9 3ညဝန်းချင်းပါဗျာเนาะနောက်က3ည2နောက်က9 3ည2ခွန်နဲ့ဝန်းချင်းပါဗျာနော်ဒါဆိုတော့ခွန်နဲ့3ချင်းနော်ခွန်နဲ့3ချင်းပါကျွန်တော်မဲ့တင်မှာခွန်နဲ့ဝန်းချင်း3ချင်းရလုံးဝကိုကျွန်တော်တို့မာနေပြီဗျာနော်ကျွန်တော်မဲ့စင်မှာမိရလုံးမရှိရမဲ့စင်များကတော့2ကွက်ထိုးရမယ်ကျွန်တော်ကတော့တကွက်ကောင်းရထားတယ်ကျွန်တော်မဲ့စင်များနော်ကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်3ခုဆိုတဲ့ကဏ္ဍတကွက်ကောင်းကျွန်တော်အောမယ်ဗျကျွန်တော်မဲ့စင်များနော်3ခုတကွက်ကောင်းအောပါဒီညနေမှာ32ကိုရံပါဗျနော်32ကိုရံနော်3ညခွန်နော်ထက်ကစားတဲ့ကဏ္ဍဒီ3ကွက်ပါဗျာနော်ကျွန်တော်ကတော့ main က3ခွန်မိန်းပါနော်တကွယ်ကောင်းကြိုက်တယ်မိန်းဗျနော်3နှစ်ကရံမယ်နော်3ညခွန်ရံမယ်ဗျနော်တကွယ်ကောင်းမိန်းပါကြောင်းမဲ့တင်မှာအခွေကစားကျင်တဲ့မိတ်ဆွေများနော်9 3ည16ခွေကစားပါဗျနော်တပတ်ကို2ကြိမ်3ကြိမ်အမြတ်ထွက်တယ်ခဏနော်ကြောင်းမဲ့ဝင်ကြည့်ပါနော်9 3ည16ခွေမိတ်ဆွေများဒီတပတ်ကစားပါဗျအနည်းဆုံး2ကြိမ်တော့အနည်းဆုံးထွက်မယ်2ကြိမ်3ကြိမ်မြတ်ထွက်တယ်ဗျကျွန်တော်တကွယ်ကောင်းကျွန်တော်ဖွဲ့ကိုမေးထားပါတယ်ပေးထားပါတယ်နော်တပတ်သာမွေးကနဲ့နော်60ပါဗျတပတ်သာမွေးကနဲ့ကျော်မစင်များရောမွေးထားရပါတယ်နော်ကျော်မစင်များကျော်မစင်များဒီညနေမှာ2ခွန်ချင်းချင်းကစားပါဗျ2ခွန်ချင်းနဲ့ကျွန်တော် main order ထွက်ပါတယ်3ခွန်ဆိုတာကဏ္ဍကိုကျွန်တော်ကြိုက်ပါတယ်ကျော်မစင်များ live ထိုးစေချင်တယ်ဗျနော်အားလုံးမစင်များကျွန်တော် live ကိုမြင်တာနဲ့နော်ကြောက်တယ်ရှင်မွေး share လို့ရမှာ share ထားပေးနော်လက်ပါနှင်းထားပေးနော်အားလုံးမစင်များပတ်စင်ကျွန်တော် live ပေးခြင်းဖြစ်တယ်ဗျနော်